အမြဲပျော်ရွှင်နေရတဲ့အိမ်ထောင်ကြီးရဲ့လှည့်ဝက်ချက်ကပါလဲသိလားမိမတွေကဘာလှုပ်လှုပ်အမြဲမှန်တယ်ဆိုတာသိထားရမယ်သူမချက်ထားတဲ့ဟင်းကိုပေါ့တယ်ငန်းတယ်သွားမပြောမိစေနဲ့သူမချက်တဲ့လက်ရာကအကောင်းဆုံးလို့စိတ်ထဲမှာထားပါမိမတွေကိုမားတယ်လို့မပြောမိစေနဲ့အမြဲမှန်တယ်လို့စိတ်ထဲထားလိုက်အဲ့ဆိုတအိမ်လုံးကတတရာပဲ GPS ကဘလို့ပြောနေပေမဲ့မိမကညာဆိုရင်ညာဘက်ပဲသွားလိုက်ပါအဲ့ဒါစိတ်ချမ်းသာစေပါတယ် She is always right မိမတွေကအမြဲမှန်တယ်ဆိုတဲ့စာသားကကဘာဦးကလေးကရှိခဲ့တဲ့စာသားပဲ Google ရဲ့ search မှာမိမလေးမှာတက်လေးရှိတာဘာလဲမေးတာအဖြေက result not found အဖြေမရှိဘူးတဲ့မိမတွေအမြဲမှန်လားမှန်ပါတယ်ဒါကိုတန်တရားဖြစ်နေရင်တေချာတာကမင်းအိမ်ထောင်မကြသေးလို့ပဲအိမ်ထောင်တွေအထိုးကြီးအဖွားကြီးဖြစ်တဲ့အထိစိတ်ချမ်းသာခြင်းရဲ့ခုပြောပြတာတွေစိတ်ထဲမှတ်ထားပေးပါ